ဘုံဘုံဒီအရွယ်ရောက်မှတွေးတာရဲ့လို့မဟုတ်ဘူးငယ်ကလေးကဘုံဘုံတွေးမိတာလေးရှိတယ်ဒီရွယ်ရောက်မှစဉ်းစားတာရဲ့မဟုတ်ဘူးဘုံဘုံငယ်ကလေးကစဉ်းစားမိတာလေးရှိတယ်ဟိုတွေးမိစဉ်းစားမိတာတွေကတော့အများကြီးပေါ့လေအဲ့ဒီတွေးမိစဉ်းစားမိတဲ့ထဲမှာလူတွေဟာတယောက်နဲ့တယောက်မတူကြပုံဟာဟိုလူချင်းမတူတဲ့မိဘချင်းမတူဘူးပုံသဏ္ဍာန်ချင်းမတူဘူးအယက်အနိမ့်အမြင့်တွေမတူဘူးဒါတွေသိတယ်ဒါတွေလည်းလက်ခံတယ်တွေ့တယ်ဒါတွေကတော့သိစဉ်းစားရမလို့လေဘုံဘုံစဉ်းစားတာဘာစဉ်းစားမိသလဲစိတ်ဓာတ်ပေါ့လူတွေရဲ့စိတ်ဓာတ်ဘာလို့လူတွေကဆိုးကြပြီဘာလို့လူတွေကကောင်းတာလဲတချို့လူတွေကြတော့ဘာလို့အသိဉာဏ်ရှိတာလဲခုမှပြောတာဗအသိဉာဏ်ရှိတယ်ဆိုတာလေတော့ကတော့အသိဉာဏ်ရှိတယ်လို့မဟုတ်ဘူးနောက်တချို့ကြတော့လေဘုံဘုံစဉ်းစားတဲ့ထဲမှာစိတ်ဓာတ်ရေးရတာလုပ်ငန်းကိုင်ငန်းလုပ်ကြပြီဆိုရင်စုပေါင်းပြီးဆောင်ရွက်ကြတယ်လို့ခုခေတ်စကားနဲ့ပြောကြတာပေါ့တင်မော့တို့ဘာလို့ဆိုတာလေဟိုငယ်ကလေးကတွေ့တယ်ငယ်ကလေးကဆိုတာဟိုအရင်တစ်ခါပြောခဲ့တယ်လို့ပဲလေဘုံဘုံတိတ်ကျောင်းမှာနေတော့ကလည်းဒါစဉ်းစားတယ်ဘလုံးကစားကြတယ်တယောက်နဲ့တယောက်မတူဘူးဘလုံးကိုဖမ်းညင်တဲ့လူကလည်းကိုပဲဖမ်းညင်တယ်ရှည်တန်းကိုသွင်းညင်တဲ့လူကလည်းကိုပဲသွင်းတာနောက်တန်းမဲ့နေခြင်းတဲ့လူဟိုကိုမပေးအောင်ကာတဲ့သူကလည်းကိုပဲကာကြတာအဲ့ဒါကိုဘုံဘုံကတော့စဉ်းစားဘာရှိဥမာတော့ဒီတန်းမရောက်ခင်တငယ်တန်းပေါ့ကန်ကြတော့ဘုန်းကြီးကျောင်းသားတွေဘောလုံးကန်တာရှိတာဘုန်းတို့စကိုင်းတိုင်းစကိုင်းမြို့စကိုင်းတောင်ရိုးမြေကမ်းပြီးမှရေဦးတိုက်တဲ့ရေဦးတိုင်ဟောင်းဆိုတာရှိတယ်ဘုန်းကြီးကျောင်းကရေဦးတိုက်တဲ့ပေါ့ဘုန်းကြီးကျောင်းကရေဦးတိုက်တဲ့အဲ့ဒီမှာဒီအနေအလျှောပါစကိုင်းတောင်ဆိုတော့အဲ့ဒီမှာဘောလုံးကန်ကြတာငယ်ကလေးအဲ့ဒါလေးမှတ်မိတယ်သူကဘာလို့ဂိုးကြီးပဲဖမ်းနေရတာလဲသူကဘာလို့ရှေ့တန်းကြီးပဲကန်နေရတာလဲသူကဘာလို့နောက်တန်းမဲ့နေခြင်းရတာလဲသူတို့ကဘာလို့အလေတန်းမဲ့နေခြင်းရတာလဲခုခေတ်လိုပြောတာပေါ့လေဘောလုံးမွဲတွေကိုမြင်သာအောင်ပြောတာအဲ့ဒါလေးစဉ်းစားမိအဲ့ဒီကြတော့မှဒီငယ်ကလေးကိုဝါဒနာဘာပါသလဲဒီလိုရဲ့လို့ဘုံဘုံကမပြောကိုဘာလုပ်ချင်တယ်လဲကိုလှုပ်ခွင့်ရရင်ကိုလှုပ်ချင်တာလေးပဲလှုပ်တာတော့တွေ့အဲ့ဒီထဲမှာဘောလုံးကစားတာနဲ့ပတ်သက်ပြီးတော့ခုလို့ဆိုရင်လက်ပတ်ဝတ်တဲ့သူပေါ့ကပတိန်ပေါ့ခေါင်းဆောင်ငယ်တော့ကဒီအရွယ်လေးတွေဘယ်ခေါင်းဆောင်ဆိုတာဘယ်သိမှာဘယ်ကပတိန်ဆိုတာဘယ်သိဟေးလာဟေးဘောလုံးကမယ်ဟေးဟိုဘက်နဲ့ဒီဘက်နဲ့လာနှစ်ယောက်ပတ်စံခေါင်းပန်းလာမယ်ဆိုပါစို့သူကအနောက်ယူမလားအရှေ့ယူမလားဘောလုံးကွင်းကြီးအရှေ့နောက်ကြီးရှိနေတာဟုတ်သူကအနောက်ယူမလားအရှေ့ယူမလားဘသူအရင်စပေးမလဲဘသူဘောလုံးစကန်မလဲအဲ့ဒါတွေကစပြီးဒီဘက်ကလည်း7ယောက်ဟိုဘက်ကလည်း7ယောက်ဒါဘောလုံးသမားတွေဖုံဖုံတို့ကဘယ်ဟုတ်မှာတော့4-5ယောက်နဲ့ကန်တယ်ဒီဘက်4-5ယောက်ဟိုဘက်4-5ယောက်ကလေးလေးတွေကိုအဲ့ဒါမှဒီကပဲထွက်တာပဲဟိုကပဲထွက်တာပဲအဲ့ဒါမင်းသွားกว่าလို့ပြောရင်မထွက်ချင်တဲ့လူရှိတယ်ဒါလေးပတ်စံကလေးကောင်းပန်းလန်ပြီးတော့ဖုံဖုံတော့ထွက်တာပဲအဲ့ဒီရွယ်ကလေးကဖုံဖုံကထွက်တယ်ဟိုဘက်ကလည်းထွက်တယ်တယောက်ကအဲ့ဒါနဲ့ပဲခုခေတ်ပြောလို့ဆိုကပတိန်ဖြစ်သွားတယ်အဲ့ဒါကိုစဉ်းစားကြည့်ဘာလို့လဲဒီလိုလှုပ်ချင်တာဟာကိုယ်စိတ်ကလှုပ်ချင်တာလားသူများကလှုပ်ခိုင်းလို့လားသူများလှုပ်ခိုင်းတိုင်းကိုယ်စိတ်ကမလှုပ်ချင်မနဲ့ရောလှုပ်ရင်ဖြစ်သလားဒါမှမဟုတ်ရင်သူများမခိုင်းမနဲ့ရောဒီနေရာကရနိုင်မလားငယ်ကလေးကတွေးမိတယ်စဉ်းစားမိတာကြည့်လေ9ယောက်အုပ်စုကန်နဲ့9ယောက်အုပ်စုကန်9ယောက်ထဲမှာခေါင်းဆောင်လှုပ်ချင်တဲ့သူကခေါင်းဆောင်လှုပ်နိုင်တဲ့သူကခေါင်းဆောင်လှုပ်တတ်တဲ့သူကတယောက်ပဲပါမှာမှတ်မိပါသေးတယ်ငယ်ကလေးကဘုံဘုံပြောနေကြဆိုရင်ဘုံဘုံဘယ်တော့မှပစ္စလခမနေဘူးအဲ့ဒီအကြောင်းလေးတွေခုလေးပြန်ပေါ်တယ်အရင်ကလေးကလည်းအဲ့ဒါတွေပြန်ပေါ်ဟိုဘက်ကတယောက်ဆိုရင် तू ကလှုပ်ချင်တာသူ့ဘက်ကိုအော်လုံးလို့နိုင်လုံးလို့ဘာရှိမှတငယ်တန်းရှိသေးတာသူများတွေကပေးမလှုပ်စေချင်ဒါပေမဲ့ तू ကလှုပ်ချင်ဘုံဘုံကတော့သူများလည်းလှုပ်ခိုင်းတယ်ကိုလည်းမအော်ဘူးသူများကသဘောကျအဲ့ဒါလေးခေါင်းဆောင်လုပ်နေတာအဲ့ဒါနဲ့စဉ်းစားမိပါတယ်လူတွေဟာပင်ကိုအည်သွေးဆိုတာလည်းရှိပါမှာလက်ငင်းအည်အသွေးရလည်းရှိမှာလက်ငင်းကိုအည်ချင်းအောင်ခေါ်ကျင်တာပါအည်သွေးဆိုတာလည်းရှိကြရတယ်အည်ချင်းဆိုတာလည်းရှိကြရဒီနေရာမှာအည်အသွေးဆိုတာကပင်ကိုကလည်းအည်ပါအည်ချင်းဆိုတာပင်ကိုကလည်းအည်ပါ
ဘုံဘုံမြန်မာစကားနဲ့ပတ်သက်ပြီးတော့မြန်မာစကားကိုတိတ်ချစ်တာအရေးအသွေးဆိုတာဒီပင်ကိုပါလာတဲ့အရေးကြောက်ရိုင်းတုံးထဲမှာပါတဲ့အရေးကိုသွေးလို့ရတဲ့အရေးအသွေးမျိုးပေါ့လေသွေးမှပြောင်းလာမဲ့ပင်ကိုဘဝအဆက်ဆက်ကပါလာတာကိုအရေးအသွေးပေါ့အရေးချင်းကြတော့ဒီအရေးပဲဒီဂုံပဲဒီတတ္တိတွေပဲသူတော်ကောင်းစိတ်ဓာတ်ဆိုရင်သူတော်ကောင်းစိတ်ဓာတ်တွေအခုဘောလုံးကန်နဲ့ပွဲနဲ့ပြောရင်တော့ဥဆောင်နိုင်တဲ့စိတ်ဓာတ်တွေအဲ့ဒါတွေဟာအရေးချင်းကြတော့လုံနိုင်ကိုင်နဲ့ပြောနိုင်ဆိုနိုင်အမှုရာအချင်းအရာနေနဲ့တွေ့နိုင်မြင်နိုင်တာအဲ့ဒါအရေးချင်းအရေးအသွေးတယောက်နဲ့တယောက်မတူဘူးအရေးချင်းနဲ့တယောက်နဲ့တယောက်မတူဘူးအဲ့ဒါသိတဲ့အတိုင်းပဲခေါင်းဆောင်လုပ်တယ်ဆိုတာကရှည်တန်းဂိုးသွင်းတဲ့သူကလည်းခေါင်းဆောင်ကပတိန်လုပ်ချင်လုပ်လို့ရတယ်အလေတန်းနေတဲ့လူကလည်းခေါင်းဆောင်ကပတိန်လုပ်ချင်တယ်လုပ်လို့ရတယ်နောက်တန်းနေတဲ့လူကလည်းခေါင်းဆောင်ကပတိန်လုပ်ချင်လုပ်လို့ရတယ်ဂိုးဖမ်းတဲ့သူကလည်းခေါင်းဆောင်ကပတိန်လုပ်ချင်လုပ်လို့ရတယ်အဲ့ဒီမှာပင်ကိုအရေးအသွေးကတော့ရှည်တန်းဆိုရှည်တန်းအလေတန်းဆိုအလေတန်းနောက်တန်းဆိုနောက်တန်းဂိုးသမားဆိုဂိုးသမားရှည်တန်းတော့မှညာဘက်ဖျားဆိုညာဘက်ဖျားဘဲဘဲဖျားဆိုဘဲဘဲဖျားခလေတဲ့တဲ့ဆိုခလေတဲ့တဲ့ငယ်ကလေးတွေးမိတာငယ်ကလေးစဉ်းစားဩအရေးအသွေးဆိုတာဒီလိုကွက်အရေးချင်းဆိုတာဒီလိုကွက်လို့အဲ့လိုကြီးတော့ပဲသိအရေးအချင်းအနေနဲ့ခေါင်းဆောင်ကြတော့ရှည်တန်းကပဲခေါင်းဆောင်လုပ်ရမယ်နောက်တန်းကခေါင်းဆောင်လုပ်ရမယ်အလေတန်းကခေါင်းဆောင်လုပ်ရမယ်ဘေးကအလေခေါင်းဆောင်လုပ်ရမယ်ဂိုးသမားခေါင်းဆောင်လုပ်ရမယ်လို့မဆိုင်ဘူးအဲ့ဒါလေးကိုဘုံဘုံတွေးခဲ့တာပင်ကိုအရေးသွေးပါမှလည်းဘောလုံးကန်နေတယ်ဘောလုံးကိုယောက်ျားလေးဖြစ်ပြီးမကန်ရဲလို့ဘေးရက်ကြည့်နေတဲ့သူတွေတပုံကြီးဘောလုံးကန်တယ်လက်ကပင်မန်းတာအလုပ်ပို့တာလို့တွေ့တဲ့ကောင်တွေလည်းတပုံပြောစရာတော့ရှိတာပေါ့ဖုံမောဘယ်နေရာကန်တော့ဖုံမောရောကပတိန်လောက်သလားဒီတငယ်တန်းကလေးကန်လာတာတန်းလည်းကန်တယ်နှစ်တန်းလည်းကန်တယ်သုံးတန်းလည်းကန်တယ်လေးတန်းလည်းကန်တယ်အိုးယောက်ျားလေးပဲအမြဲတမ်းဘောလုံးကန်တာပေါ့အတန်းတိုင်းဖုံမောဘယ်နေရာမှာကန်တယ်လေဖုံမောကပတိန်လောက်သလားလို့မေးလုံးမဲ့လူရှိရင်လုံးကိုယ့်ထက်ခေါင်းဆောင်လုပ်တတ်တဲ့လူရှိရင်လုံးအဲ့လိုဆိုရင်ကိုယ်ကခေါင်းဆောင်မလုပ်ဘူးဘယ်သူမှမရှိဘူးဆိုကိုယ်လုပ်တယ်တကယ်လို့ခေါင်းဆောင်ရှိတယ်ကိုယ့်ထက်တော်လို့သူခေါင်းဆောင်လုပ်တယ်ဆိုလဲကိုယ်အကြံဉာဏ်ပေးတယ်အဲ့လိုပဲကပတိန်အမြဲလုပ်လားဆိုလုပ်ပါလုပ်ဖို့လိုရင်လုပ်တယ်လုပ်ဖို့မလိုရင်မလုပ်ဖုံမောရောဒီလိုအရက်ရှိကြီးနဲ့ရှေ့တန်းလားဂိုးသမားလားဘယ်ရတော့ဆိုတော့ဂိုးသမားမရှိရင်ဂိုးဝင်ဖမ်းတာပဲရှေ့တန်းရှူးမဲ့လို့မရှိရင်ဝင်ရှူးတာနောက်တန်းကံမဲ့လို့မရှိရင်နောက်တန်းကကန်တာအလေတန်းကပေးမဲ့လို့မရှိရင်ပေးတာဖုံမောမှာတော့အဲ့လိုကြီးငယ်ကလေးစဉ်းစားမိတယ်ဘယ်နှမ်းမှာအကံများလေဆိုတော့အဲ့လိုကြီးတော့မရှိမှတ်မိတာအသက်အရွယ်ရလာရင်အရက်ရှိတော့ခေါင်းတိုက်တတ်တော့ခေါင်းနဲ့ဂိုးသွင်းတဲ့နေရာလောက်ပဲနေများဩအဲ့ဒါကိုကြည့်ပြီးတော့လူတွေဟာအရေးအသွေးပါလာမှတာဒီလှုပ်လို့ရတာအခုနည်းနည်းလေးအသက်အရွယ်ရလာပြီးစဉ်းစားတတ်တာပကြီးပင်ကိုဆွဲတတ်တဲ့အရေးအသွေးပါမှတာဘယင်ဆွဲတချို့ပကြီးဆရာတွေနဲ့ဘလောက်ပေါင်းစင်တီးကောင်းတော့မဆွဲတတ်တီးကောင်းတော့မဆွဲတတ်တဲ့သူတွေတပုံယောက်ျားလေးဖြစ်ပြီးဘောလုံးမကန်တဲ့သူတွေတပုံယောက်ျားလေးဖြစ်ပြီးယောက်ျားလေးအလုပ်တွေမလုပ်တတ်တဲ့သူတွေတပုံမိန်းကလေးဖြစ်ပြီးတော့ကြာရနေတဲ့သူတွေလည်းတပုံလူတွေကထင်တာပကြီးဆွဲအေးသေးထိုင်ပြီးတော့ပကြီးဆွဲပုံလူဆွဲလွဲတယ်အောင်းမိတာဘသူဆွဲတတ်လို့ပင်ကိုအရေးအသွေးအဲ့ဒါတွေကိုအရေးချင်းဖြစ်အောင်လုပ်လာဒါမြင်အရေးအသွေးကကျင့်လို့ရတာလားအရေးချင်းကကျင့်လို့ရတာလားဆိုတာကအဲ့ဒါလေးအဓိကထားပြောချင်တာပါအရေးအသွေးနဲ့အရေးချင်းဒါလေးကိုသဘောပေါက်လာတော့ဘုံဘုံတို့ဗုဒ္ဓမြတ်စွာသာသနာတော်မှာဘုရားရှင်ကိုရောမြတ်ကြီးတော်၎င်းအရှင်သာရိပုတ္တမထေရမြတ်ကြီးတော်၎င်းအရှင်မဟာမောဂလန်မထေရမြတ်ကြီးတော်၎င်းအရှင်မဟာကတ္တပအရှင်အာနန္ဒာအများကြီးဘောအရှင်မြတ်ကြီးတွေနိဗ္ဗာန်ရောက်အောင်အရေးသွေးကပါပြီးသားယဟန္တာဖြစ်ဖို့အရေးသွေးကပါပြီးသားနိဗ္ဗာန်ရောက်အောင်အရေးသွေးကပါပြီးသားအဲ့ဒီပါတဲ့ထဲမှာဘယ်လောက်ထိအရေးသွေးတွေပါကြလဲဆိုပညာဤတည်းရတော်မူတဲ့အရှင်မြတ်ကြီးကပညာနဲ့ပတ်သက်ရင်ဒီလုတ်တဲ့သူလုတ်တော့တာလေဒါပဲဝါသနာပါလေဒီဒါမဲ့အန်းစရာကြည်ညိုစရာကောင်းတာကတော့ရှင်မမောဂလမထေရမြတ်ကြီးကြတော့တကူဤတဲ့အရှင်သာရိပုတ္တမထေရမြတ်ကြီးကြတော့ပညာဤတဲ့ပညာဤတဲ့စွမ်းတဲ့ပုဂ္ဂိုလ်ကလည်းတကူတော့ရတယ်တကူရှိတယ်ဒါမဲ့သူ့အဓိကအလုပ်က
ပြညာဟိုကတကူဣတတဲ့ရတဲ့အရှင်မြတ်ကြီးကပညာဉာဏ်ရှိတဲ့ယဟန္တာပဲဖြစ်နေပြီပဲဒါပေမဲ့သူ့ရဲ့အဓိကအလုပ်ကတကူပဲအဲ့လိုပဲရှင်မကတ္တဗမထေရမြတ်ကြီးဆိုရင်ဒူးတင်ဆောက်တည်တော်အရှင်ဥပါလိမထေရမြတ်တို့ဝီနီးပေါ့အရှင်အာနန္ဒမထေရမြတ်တို့ဣတတဲ့၅တန်းအဲ့ဒါလေးတွေဟာဘဝအဆက်ဆက်ကအည်အသွေးတွေပဲအည်အသွေးတွေပဲကိုကြရကိုတောင်းယူနိုင်တာကိုကြရကိုတောင်းယူနိုင်တာအဲ့ဒါကိုသွားမြင်ရသွားကြည်ညိုမိတာပေါ့ဟာငါရှိတဲ့ကန်တဲ့သူကနောက်တန်းကိုအပြစ်ပြောအနောက်တန်းကန်တဲ့လူကအလေတန်းကိုအပြစ်ပြောအလေတန်းကကိုသမပြောဘာမှမရှိကြလောကသဘောနဲ့ပြောရင်ဘောလုံးအသင်းကောင်းတစ်ကောင်းအနေနဲ့ဘယ်သူမှအပြစ်မမြင်ကိုနေရကိုတာဝန်ကြည့်ပြီးကိုကြွရကိုလို့အကုန်လုံးကဘောလုံးကစားတတ်တဲ့သူကြီးပဲအနည်းဆုံးဂိုးသမားမရှိတော့ရင်လည်းဂိုးဝင်ဖန်တတ်အောင်တော့သူတို့ကျင့်လာကြမှာပဲရှိမှာပဲအဲ့လိုအရေးသွေးတွေပါလာတယ်အဲ့လိုအရေးချင်းတွေနဲ့ဆောင်ရွက်ကြတယ်သာသနာတော်အဲ့တော့ဘုံဘုံတို့ကိုယ်အိမ်ရောကိုယ်အိမ်ဆိုတာဘုံဘုံတို့ငယ်တုန်းကအမေဖေနဲ့ညီကိုမောင်နှမတွေနဲ့နေကြရတဲ့အိမ်ကိုအာယုံရောက်သွားလို့ပြောအခုတရားနာနေတဲ့ဒီစကားနားထောင်နေကြတဲ့သူတော်ကောင်းတွေရောကိုယ်အိမ်မှာကိုယ်ဘယ်နေရာဝင်ပါရှေ့တန်းကနောက်တန်းကလားခိုးသမားလားအလေတန်းလားကံယုံကံနေတာလားလက်ပတ်ပတ်ပြီးကိုကတိုက်အိမ်လုံးကိုဥဆောင်တဲ့ကပ္ပတိန်လားကိုကအဖေမို့လို့ကပ္ပတိန်မလုပ်ရမနေနိုင်ဘူးဆိုတာမျိုးမရှိရဘူးနော်တချို့သားကြီးသမီးကြီးတွေကကပ္ပတိန်လုပ်နေတာအများကြီးသားငယ်သမီးငယ်တွေကကပ္ပတိန်လုပ်နေတာအများကြီးခေါင်းဆောင်ဘောလေးခေါင်းဆောင်လုပ်ဟာအကိုကြီးမို့လို့ဟေ့အမကြီးမို့လို့ခေါင်းဆောင်လုပ်မယ်အဲ့လိုမဟုတ်ညီငယ်မို့လို့ညီမငယ်မို့လို့ခေါင်းဆောင်အဲ့လိုမဟုတ်သူ့အရေးအသွေးနဲ့သူ့အရေးချင်းနဲ့သူရှိကြတာအရေးအသွေးရဲ့အရေးချင်းရဲ့အရေးအသွေးရဲ့အရေးချင်းရဲ့ဒီနေ့မှာအရေးအသွေးကပင်ကိုပါမိသားစုတွေမိသားစုကြီးပွားတိုးတက်အောင်စိတ်သက်ကောင်းပင်ကိုပါရတယ်ဖယားရှင်ကိုတော်မြတ်ကြီးနဲ့အရှင်သာရိပုတ္တအရှင်မမောဂလဏအရှင်မကတ္တဗအရှင်အာနန္ဒမထေရမြတ်ကြီးတွေမှာပင်ကိုအရေးအသွေးပါပြီးသားအခုဒီတရားစကားကိုနားထောင်နေကြတဲ့သူတော်ကောင်းတွေလည်းပင်ကိုအရေးအသွေးပါပြီးသားကိုယ်အရေးချင်းကဘယ်နေရာမှာဘယ်လိုထုတ်ပြမလဲဘယ်နေရာမှာဘယ်လိုလုပ်ကြမလဲကိုလုံနေတဲ့နေရာနဲ့ရောကိုယ်အရေးချင်းနဲ့ကိုယ်အရေးသွေးနဲ့ကိုက်ရင်လားအဲ့ဒါမိဘတွေနားလည်စေခြင်းသားသမီးတွေကိုလည်းနားလည်စေခြင်းအိမ်မှာဆိုလဲအိမ်မိသားစုတွေနားလည်စေခြင်းတချို့ကဒီသားအရေးသွေးဒီသားအရေးချင်းကဆရာဝန်ဆိုရင်ဆရာဝန်ပေါ့အင်ဂျင်နီယာဆိုအင်ဂျင်နီယာပေါ့တချို့ကျောင်းဆရာဆိုကျောင်းဆရာပေါ့မဟုတ်ဘူးဒါလေးနားမလဲတော့လေပါလာတဲ့အရေးသွေးကတစ်မျိုးအရေးချင်းပုံဖော်နေရတာကတစ်မျိုးဆိုတော့ဘေးလူတွေကလည်းကြည်ရတာအမြင်မတော်အဲ့ဒီကာယကံရှင်ကိုယ်တိုင်ကလည်းကိုယ်အရေးသွေးနဲ့ကိုယ်အရေးချင်းနဲ့မကိုက်တော့ဘဝကြီးမှာနေရတာအဆင်မပြေအင်ဂျင်နီယာဖြစ်မဲ့သူကအင်ဂျင်နီယာကျွမ်းကျင်ဘယ်တော့ကောင်းလိုက်တော့ကွန်ပျူတာကျွမ်းကျင်ကွန်ပျူတာဝါသနာပါကွန်ပျူတာကျွမ်းကျင်ကွန်ပျူတာပညာရှင်ဖြစ်မဲ့လူကဆေးပညာဆရာဝန်ဖြစ်မဲ့လူကဆရာဝန်ဖြစ်ချင်တဲ့သူကဆရာဝန်ဖြစ်ကျွမ်းကျင်ဘယ်တော့ကောင်းလိုက်တော့ဘုံဘုံကငယ်ကလေးကမြင်ခဲ့တဲ့တွေးခဲ့တဲ့အတွေးလေးကိုအခုမိသားစုတွေကိုလိုက်ကြည့်တော့အော်သူတို့အမေဖေတွေဘာလို့သားသမီးကိုဒီလိုလုပ်နေတယ်လဲသူတို့မိဘတွေသူတို့သားသမီးတွေမြည်တွေကိုဘာလို့ဒီလိုကြီးပုံအတင်းတွန်းနေတာလဲကိုမဖန်တတ်တဲ့သူကိုဖန်ခိုင်းတယ်လို့အကုန်ရှုံးတော့မှာပေါ့ရှေ့တန်းမကန်တတ်တဲ့သူရှေ့တန်းသွင်းခိုင်းတယ်လို့ဘဲကိုပေါက်နဲ့လွဲကုန်တော့မှာပေါ့အဲ့ဒါလေးများအတိတရားရပြီးတော့နားလေကြမြင်ညတွေးကြဘုရားရှင်ကိုတော်မြတ်ကြီးလည်းကြည်ညိုတတ်သွားနော်အရှင်သာရိပုတ္တမထေရမြတ်ကြီးလည်းကြည်ညိုတတ်သွားမှာအရှင်မမောက္ကလမထေရမြတ်ကြီးလည်းကြည်ညိုတတ်သွားဘုရားရှင်ကိုတော်မြတ်ကြီးနှုတ်တော်ကဟောတော်မူခဲ့တဲ့တရားတွေကလည်းတန်ဖိုးမဖြတ်နိုင်တယ်လို့ဟောဒီအရှင်မြတ်ကြီးတွေပါရမီဖြည့်ဖယားလောင်းအရှင်မြတ်ကြီးကစပြီးပါရမီဖြည့်ပြီးတော့ကိုယ်နေရာကိုယ်တောင်ကိုယူပြီးတော့ကိုယ်သာသနာကြီးကိုနှစ်ပေါင်း2500 2600 2900 2500မက2500မကအောင်သာသနာတော်ကြီးကိုကိုယ်စွမ်းရံကဆောင်ရွက်လာတာတွေကိုကြည်ညိုတတ်တယ်အဲ့ဒါလိုကြည်ညိုတတ်အဲ့ဒါလိုသဘောတွေကိုနားလေလာပြီးတော့မှတို့ရောတို့ဘယ်နေရာနေမလဲတို့ရောလက်ပတ်မပတ်ရရင်မကြည်မနှက်ဖြစ်မလားတို့ရောဂိုးဖမ်းမှကြည်နှက်မှာလားတို့ရောငါပဲဂိုးရှုခြင်းနဲ့ငါပဲဂိုးအများဆုံးသွင်းတဲ့ဘာဖြစ်ခြင်းနဲ့အဲ့ဒါလိုမျိုးတွေစိတ်နဲ့တော့ဒီဘောလုံးသိန်းကအောင်မှာမဟုတ်ဘူးနိုင်မှာမဟုတ်ဘူးအဲ့တော့အဖေတွေကလည်းနားလဲပါအမေတွေကလည်းနားလဲပါသားသမီးတွေကလည်းနားလဲပါမိသားစုတွေကနားလဲကြစမ်းပါဘုံမအနာဒကာဒကမတွေကိုတော့ဘုံမကအဲ့ဒါလိုမျိုးလေးတွေပြောဆိုဆုံးမှတော့သူတို့တွေကနားလဲတယ်တ
တအုပ်နဲ့တအုပ်အစင်းကိုပြေးနေကြတာဘုံဘုံတက္ကဒကမတွေအနီးနာကဓမ္မဒုရမိသားစုလို့ပြောအဲ့ဒါလိုပဲအိမ်တိုင်းဟာအဲ့လိုနားလည်တယောက်နဲ့တယောက်ဘာအပြည့်မှမရှိတော့ကိုပါတဲ့အရေးအသွေးကိုသွေးရင်နဲ့ကိုလောက်ရမယ့်အလုပ်တွေလုပ်တော့အရေးချင်းတွေကပေါ်လာတယ်အမှုအရာအချင်းအရာတွေအမှုအရာတွေပုံသဏ္ဍာန်တွေကိုနေရာကိုအဲ့ဒါအရေးချင်းရှိမှလုပ်နိုင်တာဟုတ်ငယ်ကလေးကတွေးမိပါတယ်အဲ့ဒါလိုမျိုးငယ်ကလေးကစဉ်းစားမိပါတယ်အဲ့ဒါကြောင့်ဉာဏ်လေးနဲ့ကြည့်ကြပေါ့ကိုရောဘာဝဒနာပါပြီးဘာအရေးသွေးရှိလို့ဘာအရေးချင်းလုပ်နေတာလဲကိုအတိဆုံးပေါ့ကိုတယောက်တည်းအတွက်ကိုအရေးသွေးကိုသိပြီးကိုအရေးချင်းကိုအမူအရာတွေကိုလုံးဝမှဆက်လုံးကိုမိသားစုထဲမှာပဲကိုအရေးသွေးကိုအရေးချင်းသိပြီးကိုလုံးဝမယ်လို့ဆက်လုံးယာရုကြီးလိုဖို့မဟုတ်ပါဘူးအိမ်မှာခေါင်းဆောင်ကငွေကြိုင်မို့မဟုတ်ပါဘူးသူ့နေရာနဲ့သူမိသားစုလေးမှာကိုးဆောင်တဲ့လူလည်းတန်ဖိုးကြီးတာပဲခြေတန်းလည်းတန်ဖိုးကြီးတာအလဲတန်းလည်းတန်ဖိုးကြီးတာနောက်တန်းလည်းတန်ဖိုးကြီးတာကိုမိသားစုကြီးဟာသူများမိသားစုတွေနဲ့ရှင်ဖို့ပြိုင်ဖို့ဘို့လို့ပြောတာမဟုတ်ပါဘူးကိုမိသားစုကိုညီညွတ်နဲ့ဘောလုံးအသင်းကောင်းတစ်ကောင်ဖြစ်တယ်လို့ကိုမျိုးရွာမှာရှိတဲ့လူတွေလည်းအဲ့လိုဖြစ်ဘယ်တော့ကောင်းနိုင်လဲကိုနေရာနဲ့ကိုတောင်ဝင်ကြည်ပြီးတော့ကိုလှုပ်ကြကိုအရေးသွေးကိုအတိဆုံးပါကိုအရေးချင်းကိုပုံဖော်ရမှာပါကိုမိသားစုကိုရက်ကိုရွာကိုဆွေမျိုးအတိုင်းဝိုင်းကိုတိုင်းကိုပြည်ကိုနိုင်ငံကိုအရေးသွေးကိုသိကိုအရေးချင်းကိုနားလည်ပြီးတော့ဒါကလေးတွေးပါငယ်ကလေးကကလေးတွေးခဲ့တာလေးကိုပြောပြတာအခုသာသနာပေါင်းရောက်တော့မှဘုရားရှင်ကိုရောမြတ်ကြီးနဲ့အရှင်သာရိပုတ္တမထေရမြတ်တွေအတိတိတာဝကအက္ခတာဝကမဟာတာဝကအတိတိမဟာတာဝကအရှင်မြတ်ကြီးတွေသာသနာတော်ကြီးမှာကိုယ်ပိုင်းနဲ့ကိုအရေးသွေးနဲ့ကိုအရေးချင်းတွေဆောင်ရွက်သွားတာပါလားလို့ကြည်ပြီးတော့တအားကြည်ညိုလွန်းလို့ဒါလေးကိုပြောပြခြင်းသိရှိတယ်ဘုံဘဝမှာကတော့အဲ့ဒါလိုငယ်ကလေးကတွေးခဲ့ထင်ခဲ့မြင်ခဲ့တာလေးတွေဟာကိုအရေးသွေးကိုသိပြီးကိုအရေးချင်းလေးကိုလုံနေတာပါပဲသူများနဲ့တော့ပြိုင်စရာမလိုပါဘူးသူများနဲ့တော့ရှင်းစရာလည်းမလိုပါဘူးကိုနေသလိုလေးကိုနာပရိသတ်တွေကိုအဲ့လိုနေစေချင်တာပါပဲကိုနေသလိုလေးကိုမြို့ကိုရွာလူတွေကိုအဲ့လိုနေစေချင်တာပဲကိုနေသလိုလေးကိုနိုင်ငံကလူတွေကိုအဲ့လိုနေစေချင်တာကိုနေသလိုလေးကိုကဘာလူတွေကိုအဲ့လိုနေစေချင်တာအဲ့လိုများနေသွားရရင်ဘလောက်အေးချမ်းနိုင်မလဲဘေးဥပအန္တရာယ်အနောက်ရှိတွေကင်းပါလေကြီးပွားချမ်းသာတိုးတက်ပါတယ်ဒါကြောင့်မို့ဒီတရားစကားကိုနားထောင်နေကြတဲ့သူတော်ကောင်းတွေဒီအတိတရားလေးတွေရပြီးတော့ကိုယ်အရေးအသွေးကိုသိပြီးကိုယ်အရေးအချင်းကိုယ်ပုံဖော်နိုင်သဖြင့်မိမိတို့အရေးအသွေးမိမိတို့အတိသိပြီးမိမိတို့အရေးအချင်းမိမိတို့ပုံဖော်နိုင်သဖြင့်အနောက်ရှက်ဘေးဥပအန္တရာယ်တွေကင်းကောင်းကျိုးချမ်းသာတွေရကြီးဝါတိုးတက်အောင်မြင်အေးချမ်းသာယာစွာနေနိုင်ထိုင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း